အရင်ဆုံးလက်ကဲတွေကို check in လုပ်ပြီးလေလက်မှတ်ထုတ်ယူရပါမယ်ပြီးရင်တော့တပါချာကပ်မှာကိုယ့်ရဲ့အကြောင်းအရာတွေကိုအပြည့်စုံဖြည့်ပေးရမှာဖြစ်ပါတယ်အားလုံးပြီးရင်တော့လိုအပ်တဲ့စာရွက်စာတမ်းမှတ်ပုံတင်နေတဲ့သူ immigration ဖြတ်ဖို့အပေါ်တက်ပါမယ်တက်လိုက်ပါဦးမယ်အခုတော့ immigration ရော X-ray နေရာပါဖြတ်တမ်းပြီးပြီဆိုတော့အခုက immigration ဖြတ်ပြီးပါဆိုတော့လေရင်စီးဘက်နေရာ gate ပါစီးရမယ်လေရင်အဲ့ရန်390 14ရက်ကျူလိုက်နော်ဖတ်မှာည7နာရီဂိတ်7ကိုသွားဂိတ်7ကိုသွားဂိတ်7ဒီမှာရေးထားတယ်ဒီမှာလည်းပြတယ်အဲ့ရန်390နော်ဂိတ်7ဆိုတော့ဟိုဘက်တော့တော်တော်လေးရှောက်ပြီးတဲ့နောက်ပိုင်းမှာတော့ထိုင်နားလိုက်ပါဘယ်ကဝေးဆိုကြာရင်ဆောက်ဒီခေါက်ကတော့မောင်မ3ယောက်စလုံးအတူတူထိုင်ရပါတယ်ခုတော့ထိုင်းနိုင်ငံဝနာဘူမီဒေသကြီးကိုရောက်ရှိပါပြီကြည့်ရှုရတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်